အရေးကြီးဆုံးအားအထားရဆုံးတရားနှစ်ပါးကတော့တတိနဲ့တမ္ပစဉ္ညပဲဖြစ်တယ်။ဒါကြောင့်မို့မြည်သည့်ကိစ္စပဲလုံးလုံးတတိရှိဖို့နဲ့ဆင်ခြင်တုံတရားရှိဖို့ဟာမတမအရေးကြီးတယ်။တတိလွတ်သွားတာနဲ့တပြိုင်နက်ဆင်ခြင်တုံတရားမပါလိုက်တာနဲ့တပြိုင်နက်လွယ်မချွတ်ချော်ပြီးအကုသိုလ်တရားတွေဖြစ်ပွားတတ်တယ်ပေါ့။ဒါကြောင့်မို့နေစဉ်ဘဝမှာတတိရှိရမယ်တမ္ပစဉ္ညဆိုတဲ့ပညာဆင်ခြင်ရှိရဒီနေ့ခေတ်နိုင်ငံညာတိုင်းပြည်တွေမှာတောင်တတိလို့ဆိုတာ mindfulness ဆိုပြီးကျင့်ကြံကြုတ်ကုတ်အထောက်နည်းတွေကိုမြတ်စွာဘုရားရဲ့အဆုံးအမတွေကနည်းယူပြီးတော့လုပ်ငန်းခွင်မဝင်ခင် mindfulness လေ့ကျင့်ခန်းကိုလုပ်ကြတယ်အနောက်တိုင်းတွေမှာခေတ်စားနေတယ်ဒါဘာအတွက်လုပ်တာတော့ဆိုတတိကိုလုပ်တဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့အာယုန်နဲ့စိတ်နဲ့တွဲဆုံနေမှုဆိုတဲ့တတိတရားဟာအရေးကြီးတယ်ဆိုတာအမှန်တမ်းထင်ရှားတယ်ပေါ့သို့တော်လည်းမြတ်စွာဘုရားအဆုံးအမတော်မှာတတိတစ်ခုတည်းမဟုတ်ဘူးဆိုတာတတိထားဖို့လိုတယ်မြတ်စွာဘုရားအဆုံးအမတော်ကြတော့တတိနဲ့တမ္ပစဉ္ညကိုအမြဲတမ်းတွဲဖက်ထားတယ် mindfulness and clear comprehension လို့ခေါ်တယ်အနောက်တိုင်းကလူတွေက clear comprehension ကိုထည့်မပြောဘဲနဲ့ mindfulness တစ်ခုတည်းလုံးနေလို့ရှိရင်မြတ်စွာဘုရားရဲ့အဆုံးအမမှာတချမ်းပဲ့ဖြစ်နေတယ်ဒါကိုဘုရားဘာသာတွေမြန်မာလူမျိုးတွေတရားရည်ဝနေကြတဲ့ပုဂ္ဂိုလ်တွေကပြင်ဆင်ပေးရမှာဖြစ်တယ်တတိသက်သက်တင်အကျိုးဖြစ်ထွန်းနိုင်ခြင်းမရှိဘူးတတိဆိုတာစိတ်နဲ့အာယုံဆုံပေးတဲ့သဘောလောက်ပဲရှိတယ်အမှန်မှန်စစ်စစ်ဝေဖန်ပြီးသိတာကြတော့တမ္ပစဉ္ညဆိုတဲ့ပညာကမှလုံနိုင်တာဖြစ်တယ်ဆိုလိုတာကတတိရဲ့ဆောင်ရွက်မှုကတခြားတမ္ပစဉ္ညဆိုတဲ့တရားရဲ့ဆောင်ရွက်မှုကတခြားလို့မတူကွဲပြားတဲ့ဆောင်ရွက်မှုတွေရှိမတူကွဲပြားတဲ့ဆောင်ရွက်မှုတွေဟာပူးတွဲပြီးတော့တွားကြတာကားတစ်စီးမောင်းတာပဲကြည့်လိုက်လေကားမောင်းနေဆိုတဲ့အခါမှာအင်ဂျင်အလုပ်ဘိန်းအလုပ်ဒရိုင်ဘာရဲ့အလုပ်မတူကြဘူးအင်ဂျင်အလုပ်ကတစ်မျိုးဘိန်းရဲ့အလုပ်ကတစ်မျိုးဒရိုင်ဘာရဲ့အလုပ်ကတစ်မျိုးထို့တူပဲဘက်ထရီရဲ့အလုပ်ကတစ်မျိုးအလုံးပေါင်းစပ်လိုက်မှကားဟာမောင်းလို့ရတဲ့အနေအထားမျိုးရှိတယ်လူလမ်းလျှောက်တာပဲကြည့်မျက်စိရဲ့အလုပ်ရဲ့ခြေထောက်ရဲ့အလုပ်ရဲ့ကြံတဲ့ခန္ဓာကိုယ်စိတ်ပိုင်းအလုပ်ဝေးဝေးလန်လန်မကြည့်နဲ့ကိုယ့်ကိုယ်ပြန်စဉ်းစားကြည့်လမ်းလျှောက်လာပြီဆိုတဲ့အခါမှာမျက်စိကကြည့်ပေးတဲ့အလုပ်ကိုလုပ်ရတယ်ခြေထောက်ကလှမ်းရတဲ့အလုပ်ကိုလုပ်ရတယ်မျက်စိကခြေထောက်လို့မသွားနိုင်ဘူးကြည့်အောင်ကြည့်ပေးတာခြေထောက်ကလည်းမျက်စိလို့မကြည့်နိုင်ဘူးလှမ်းရုံလှမ်းတာနှစ်ခုပေါင်းစပ်မှုမရှိလို့ရှိရင်ချော်လဲခြင်းဆိုတဲ့ဒီဓာတ်မျိုးဖြစ်သွားတယ်တခုတည်းနဲ့မရဘူးဆိုတဲ့သဘောတရားကိုဘုရားဘာသာဝင်သူတော်စင်တွေအလေးနဲ့ထားမှတ်သားပြီးတော့တတိနဲ့တမ္ပစဉ္ညတွဲဖက်ပြီးတော့အလုံးလုံးကြတတိမပါရင်လည်းမဖြစ်ဘူးတမ္ပစဉ္ညဆိုတဲ့ဆင်ញင်တုံတရားမပါရင်လည်းမဖြစ်ဘူးတတိကအာယုန်တစ်ခုကိုရယူပေးခြင်းကိစ္စကိုပဲဆောင်ရွက်တယ်အမှန်မှန်ဝေဖန်ခွဲခြားတာသူ့အလုပ်မဟုတ်ဘူးသူမလုပ်နိုင်ဘူးအမှန်မှန်ဝေချံခွဲခြားတာကတမ္ပစဉ္ညတရားရဲ့အလုပ်သာဖြစ်တယ်သို့သောတမ္ပစဉ္ညတရားသည်စိတ်နဲ့အာယုန်ကိုဆုံပေးနိုင်ခြင်းမရှိဘူးမျက်စိနဲ့ခြေထောက်မျက်စိနဲ့လက်ဆိုတာလို့ပေါင်းစပ်ထားတဲ့သဘောတရားကိုအလေးနဲ့ထားစဉ်းစားဖို့ကျုံပြုံမျိုးဆိုတာဘုန်းကြီးတို့နဲ့ငယ်စဉ်ကဒီမှာအချိန်ချင်းတရားဟောခဲ့ဘူး
လာချီနေခဲ့တဲ့နေရာပဲမစိမ့်တဲ့နေရာပေါ့နော်ပြီးတော့ဒီနေရာဒီဌာနမှာတိရကုဆရာတော်ဘုရားကြီးတို့နှစ်စဉ်နှစ်တိုင်းတရားလာရောက်ချီးမြှင့်တဲ့ဒေသလည်းဖြစ်တယ်တတော်တရားရှိတဲ့တိရကုဆရာတော်ဘုရားကြီးရဲ့တရားပုတ်ပေါင်းများစွာဒီမြတ်ချမ်းသာဓမ္မသဘင်မှာဟောကြားသွားတာလွန်တော်မူသွားတဲ့ဓမ္မတုတ္တဆရာတော်အရှင်ပညာဇောတရဲ့တပည့်တကားဒီကျုံမြို့မှာအလွန်များပါဆရာတော်ဘုရားကြီးရဲ့ဓမ္မတုတ္တဆရာတော်ရဲ့နိဒာနေတရားတွေကိုခံယူပြီးတော့ဆွဆုံးမအတိုင်းလိုက်နာကျင့်သုံးကြတော့ကျုံနဲ့ပတ်ဝန်းကျင်ကလူတွေဟာတနှစ်မဟုတ်တနှစ်တလမဟုတ်တလထိုဆရာတော်ဘုရားကြီးနှစ်ပါးရဲ့အဆုံးအမတရားဓမ္မတွေကနာယီဝနေတာဖြစ်လို့ဘာဟောမယ်ဆိုတာတောင်မှပဲသိနေလောက်တဲ့အနေအထားမျိုးရှိတယ်ပေါ့နော်သို့သောတတိနဲ့တမ္ပစညာတစ်ခုထားဖို့တော့လိုတယ်ဒီကနေ့ထီအောင်ဓမ္မဂတိကဆရာတော်တွေလာရောက်ပြီးစင်စမပြတ်ရက်ရှိတရားဓမ္မတွေကျင့်ပပြီးတော့နေတော့တရားပွဲရှိလို့လာပြီးတော့နာလိုက်တယ်တရားစကားနာဝကပြန်လှည့်သွားတာမဖြစ်သင့်ဘူးတရားဓမ္မနဲ့ပတ်သက်ပြီးတော့မှတ်သားနိုင်ယူထားပြီးတဲ့အခါမှာဆင်ញင်သုံးသပ်မှုရဲ့လိုက်နာကျင့်သုံးမှုရဲ့ဒီနှစ်ခုဟာအရေးကြီးတယ်ဆိုတာမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကိုကြည့်လိုက်မယ်ဆိုရင်လေမြတ်စွာဘုရားဟာနောက်ဆုံးမှာဓမ္မနုဓမ္မပฏิပတ်တိလို့ခေါ်တယ်အနုဓမ္မပฏิပတ်တိအနုဓမ္မဆိုတာလျော်တဲ့အကျင့်တရားကိုဆိုလို့ဘာအတွက်လျော်တာတုံးလို့ဆိုတော့ဓမ္မလို့ခေါ်တဲ့မဖို့နိဗ္ဗာန်လောကုတ္တရာတရားထိုလောကုတ္တရာတရားကိုရောက်စေနိုင်တဲ့လောကုတ္တရာတရားကိုဖော်ဆောင်ပေးနိုင်တဲ့သီလသမာဓိပညာလို့ဆိုတဲ့သိက္ခာ၃ရပ်အကျင့်မြတ်ကိုအနုဓမ္မလို့ခေါ်တယ်အဲ့ဒီအနုဓမ္မကိုကျင့်သုံးနိုင်မှသာလေလွတ်တဲ့အကျိုးပြီးမှဖြစ်တယ်ပေါ့တရားဓမ္မနာယူပြီးထိုတရားဓမ္မအတိုင်းလိုက်တာကျင့်သုံးမှုမပြုဘူးဆိုလို့ရှိရင်နာယီဝနေတဲ့တရားဟာနာဝကပဲပြန်သွားမှာဖြစ်တယ်ပေါ့နှလုံးသားထဲရောက်ဖို့လိုတယ်နှလုံးသားထဲရောက်အောင်နာယူကြပါကျင့်သုံးကြပါလိုက်နာကြပါလို့တရားပွဲလုပ်ရတဲ့အကျိုးကျေးဇူးဟာကြီးမားပါတယ်နှစ်ပေါင်းများစွာကျုံမြို့မှာတကယ်အမျှော်မြင်ကြီးမားတဲ့ပုဂ္ဂိုလ်တွေကဇပ်ပွဲတွေနဲ့ချင်းချင်းသေးကျင်းပလေးရှိတဲ့မြတ်ချမ်းသာဘုရားကိုဇပ်ပွဲတွေဖယ်ရှားပြီးတော့မြတ်ဗုဒ္ဓရဲ့အဆုံးအမတရားတော်တွေနဲ့အစားထိုးခဲ့တဲ့နေရာဖြစ်တယ်။ရှေးရခင်ကဆိုရင်တော့ဇပ်ပွဲတွေနဲ့ဘုရားပွဲကျင်းပလေးရှိကြ။ဆရာတော်ကြီးတွေကတောင်ဆုံးမကြတယ်။တနှစ်တစ်ခါငရဲရှာလူရွာဘုရားပွဲဘုရားပွဲရဲ့ပုံပြက်နေတာတနှစ်တစ်ခါငရဲရှာနှစ်စဉ်ဘုရားပွဲတွေကျင်းပဝက်သက်ကျက်သက်ကျွေးမွေးဇပ်ပွဲတွေချိအယက်သေးစားတောက်စားရံဖြစ်ကြလောင်းညစားကြနဲ့ဆိုတော့ဘုရားပွဲတွေဟာရုပ်ပြက်ဆင်းရဲတွေဖြစ်နေတာကျုံမြို့ကအမျှော်မြင်ရှိတဲ့လူကြီးလူကောင်းဘုရားဘာသာပညာရှိသူတော်ကောင်းတွေကဇပ်ပွဲတွေအစားမှန်ကန်တဲ့ရသော်ဘုရားကြိုက်တဲ့တရားဝဲတွေနဲ့အစားထိုးသွားတာဖြစ်တယ်အစားထိုးသွားလို့တရားဓမ္မတွေစတင်တရားပွဲတွေကျင်းပလိုက်တဲ့အခါမှာလူတွေရဲ့ရင်ထဲမှာရှိတဲ့တရားတရားတွေဟာနိုးကြားလာတယ်နိုးကြားလာသည့်အတွက်ကြောင့်စေရနာစွမ်းအားတရားစွမ်းအားအလောဘအရောဓအမောဟဆိုတဲ့ကုသိုလ်စွမ်းအားတွေမြင့်မားလာတာဘယ်နေရာမှာပုံပေါ်လာတယ်လဲဆိုရင်
မြတ်ချမ်းသာဘုရားကြီးဟာရွှေတွေပြည့်လာတာဒါဟာလူတွေရဲ့ရှင်တွေကသရံဆွမ်းအားတွေမြင့်မားလာတယ်ဆိုတာဖော်ပြတဲ့တာရကသက်တည်ပဲဖြစ်တယ်ပွဲလန်းသမိုင်းနေကျင်းပနေတဲ့အချိန်တုန်းကဒီအနေထားမျိုးမရှိဘူးတဲ့တရားပွဲတွေကျင်းပလိုက်တဲ့အခါမှာတရားပွဲရဲ့အကျိုးသက်ရောက်မှုကြီးမားလာတယ်အေးထို့တူပဲမြတ်စွာဘုရားရဲ့စေရီတော်မြတ်ကြီးရုပ်ပွားဆင်းတုတော်ကြီးတိနှောင့်တစ်နဲ့မြို့ကျက်သေးဆောင်ဖြစ်ကြသလိုကျုံပြောမျိုးသူမျိုးသားတွေဟာလည်းပဲစံပြပုဂ္ဂိုလ်တွေဖြစ်အောင်သို့မဟုတ်ဧရာဝတီတိုင်းမှာရှိကြတဲ့ကျုံပြောဒေသဧရိယာမှာရှိကြတဲ့တရားနာပရိသတ်ပေါင်းသူတော်ကောင်းတွေမိမိတို့ဒေသမှာစံပြပုဂ္ဂိုလ်တွေဖြစ်အောင်မြတ်ဗုဒ္ဓရဲ့ဆုံးမနဲ့ကျင့်သုံးနေထိုင်ကြဖို့ဟာအရေးကြီးပါတယ်မြတ်ဗုဒ္ဓရဲ့ဆုံးမဆိုတာလေးကိုချင်းချုပ်ပြောရမယ်ဆိုရင်လူဘဝလူဖြစ်လာလို့ရှိရင်စီးပွားတိုးတက်အောင်တစ်ဖက်ကကြိုးစားရမယ်ဒုတိယတစ်ဖက်ကကိုယ်ချင်းတရားကောင်းအောင်ထိန်းသိမ်းရမယ်စီးပွားဥစ္စာတိုးတက်ခြင်းကိုယ်ချင်းတရားကောင်းအောင်ထိန်းသိမ်းခြင်းဆိုမှတကယ်ဆွဲဆုံးဘဝမှာပြည့်စုံတဲ့ပုဂ္ဂိုလ်မျိုးဖြစ်အဲ့ဒီပုဂ္ဂိုလ်မျိုးကိုမြတ်စွာဘုရားကဒွိစက္ခုမျက်စိအမြင်နှစ်ခုရှိတဲ့ပုဂ္ဂိုလ်စီးပွားသာရှာပြီးတော့ကိုယ်ကျင့်တရားမကောင်းမှုဆိုရင်ဧကစက္ခုမျက်စိတစ်ဖက်သာရှိသူလို့ခေါ်တယ်စီးပွားလည်းမရှာတတ်ဘူးကိုယ်ကျင့်တရားလည်းမကောင်းဘူးဆိုရင်အန္တမျက်မမြင်သူကန်းလို့မြတ်စွာဘုရားကလောကမှာရှိတဲ့လူတွေသေုပ်ခွဲပြီးတော့ပြလိုက်တဲ့အခါဘုရားဘာသာဝင်သူတော်စင်တွေအနေနဲ့ဒွိစက္ခုအမြင်မျက်စိနှမျိုးရှိတဲ့ပုဂ္ဂိုလ်ဖြစ်ဖို့အမြဲတမ်းအရေးကြီးပါတယ်တစ်ဖက်ကစီးပွားဥစ္စာတိုးတက်အောင်ကြိုးစားစီးပွားဥစ္စာတိုးတက်တယ်လို့တစ်ဖက်ကလည်းကိုယ်ချင်းတရားတွေတိုးတက်မြင့်မားလာအောင်ကြိုးစားတရားပွဲတွေချင်းချင်းတဲ့ကျင်းပနေတဲ့ကျုံပြော်မြို့မှာမူရစေဝါဆိုတာကင်းစင်တယ်ဆိုတာဘယ်လောက်ကုန်ယူစရာကောင်းမလဲနော်ရာဇဝမှုတွေကင်းစင်တယ်အဲ့ဒီဟာလေနဲ့ခုံယူထပ်ဖို့တတိတမ္ပစညာထားပြီးတော့ချိုးစားကြရမှာဒါမှသာလေမြတ်စွာဘုရားရဲ့မြို့ကျက်သေးဆောင်ရဏတန်တိစေရီတော်ကြီးနဲ့စေရီတော်ကြီးရဲ့ခန္ဓာကိုယ်တိုင်းမှာသတင်းသုံးတဲ့မြတ်ချမ်းသာရုပ်ပွားတော်ကြီးတို့ရဲ့ချက်တည်းထိုချက်တည်းရှိတယ်လို့မြို့သူမြို့သားတွေရဲ့ချက်တည်းရလဲဖះနဲ့လိုက်လျောညီထွေရှိနေမယ်ဆိုရင်အမှန်တမ်းချီးမွမ်းပွေရာကောင်းပါပဲရသော်ဘုရားလက်ထက်တော်ခါကာလတုန်းကသာဝတိမြို့သူမြို့သားတွေဆိုတာဂုံရှိတေရှိမြတ်စွာဘုရားကျောင်းတော်သွားပြီးမနေ့ခေတ်မှာလူတန်းဝေရာတွေနဲ့ကျောင်းကိုသွားတယ်ညနေခင်းမှာတရားနာသွားကြတယ်ဒီအလုံးနှလုံးထင်ထင်ရှားရှားပြုလုပ်ခဲ့ကြသည့်အတွက်ကြောင့်သာဝတိမြို့ရဲ့ခုံကျက်တွေဟာတိုးတက်မြင့်မားလာထို့တူပဲမြို့ကျက်တွေဆောင်စေရီတော်ကြီးနဲ့ရုပ်ဘွားတော်တို့နဲ့လိုက်ဖက်တဲ့မြို့သူမြို့သားနယ်သူနယ်သားတွေဖြစ်အောင်တို့တွေလည်းချင်းဆောင်ကြရမှာဖြစ်တယ်လို့တတိတမ္ပစညာထားရမှာဖြစ်တယ်တတိဆိုတာတို့တွေနှစ်စဉ်တရားပွဲကျင်းပပြီးဘာတွေကိုတတိထားရမှာလဲမြတ်စွာဘုရားအဆုံးအမတရားတော်တွေနဲ့တို့နဲ့ဟာကင်းကွာသလားသို့မဟုတ်ဘုရားရဲ့အဆုံးအမတရားတော်တွေတို့နေ့စဉ်လိုက်နာသလားဆိုတဲ့တတိတမ္ပစညာဆိုတာကိုယ့်ရဲ့အဆင့်ဘယ်အခြေအနေရောက်နေပြီလဲမြတ်စွာဘုရားသခင်ကိုရောမြတ်ဆုံးမတော်မူခဲ့တဲ့အတိုင်းတို့တွေနေ့စဉ်လောက်ကင်နေတဲ့ဘဝဘုရားအဆုံးအမတော်နဲ့ကိုက်ညီမှုရှိရလားဆိုတဲ့ဆင်ញင်သုံးသပ်မှုကိုလုပ်တဲ့လုပ်ငန်းတွေဟာအကျိုးသက်ရောက်မှုရှိမရှိဒါတွေကိုအမြဲမပြတ်လေးလာဆန်းစစ်နေကြရမှာဖြစ်တယ်အဲ့ဒီလိုလေးလာဆန်းစစ်မှုမရှိဘူးဆိုရင်ကိုယ့်ဘဝကိုယ့်အခြေအနေသိနိုင်စွာမရှိဘူးတရားဓမ္မတွေနားရဲဆိုတာကိုယ့်ရဲ့ဘဝအခြေအနေကိုဆန်းစစ်နိုင်ဖို့အတွက်
ဟောကြပြောကြတာဖြစ်တယ်ပေါ့ကျမ်းမာရေးအခြေအနေကိုသိခြင်း medical check ကလုပ်ကြ medical check ကလုပ်မှကျမ်းမာရေးအခြေအနေကိုသိနိုင်ထို့တူပဲနေ့စဉ်နဲ့အမျှအခုလိုတရားဝဲကြီးတွေကျင့်ပနေ့စဉ်တရားဟောသွားတဲ့တရားတွေမှာအနှစ်သာရကဘာလဲလို့ဆင်ញင်သုံးသပ်တတ်အောင်ရှောင်ရံနဲ့ဆောင်ရံတရားပွဲတစ်ပွဲမှာရှောင်ရံနဲ့ဆောင်ရံနှစ်မျိုးပဲရသော်ဗျာဟောတာလည်းပဲရှောင်ရံနဲ့ဆောင်ရံမယ်ကိုယ်သားသမီးတွေကိုမိဘတွေကဆုံးမတာလဲရှောင်ရမှာနဲ့လောက်ရမှာနဲ့မလောက်ရမှာရှောင်ရံနဲ့ဆောင်ရံဒီနှစ်ခုပဲဟောတာအချင်းချုပ်ကဒါပဲဘာလဲလို့ဆိုရင်ဒါမလုံးနဲ့ဟိုဟာလုံးဒါပဲလေမြတ်စွာဘုရားကလည်းဆုံးမလိုက်ရင်ဒါမလုံးနဲ့ဒီဟာလုံးဒါမလုံးနဲ့လို့ပြောတဲ့အရာကိုလုပ်ရင်အကျိုးမဲ့ဖြစ်တယ်ဒါလုံးဆိုတာကိုမလုပ်ရင်လည်းအကျိုးမဲ့ဖြစ်တယ်ဒါကြောင့်မလုပ်ရမှာနဲ့လုပ်ရမှာခွဲခြားသိမလုပ်ရမှာကိုရှောင်ခြင်းဟာလိုက်နာခြင်းပဲဖြစ်တယ်လုပ်ရမှာကိုလှုပ်ဆောင်ခြင်းဟာလည်းပဲလိုက်နာခြင်းဖြစ်တယ်လောကလူတွေကမလုပ်တဲ့နာကိုလုပ်ရင်အပြစ်လို့သတ်မှတ်ကြတယ်သို့တော့လှုပ်တဲ့နာကိုမလုပ်ဖဲနေရင်တော့အပြစ်လို့မထင်ကြဘူးတူညီသောအပြစ်တွေပဲဖြစ်တယ်ပေါ့တေချာစဉ်းစားကြည့်ဒီကနေ့ခေတ်မှာစဉ်းစားကြည့်လောကဥရိကြည့်လိုက်တဲ့အခါမှာလူတယောက်ဟာအဖမ်းဆီးခံရတယ်အပြစ်ဒဏ်ချခံရတယ်ဆိုတာဒီလူဘာဖြစ်လို့အဖမ်းခံရဒီလူဘာဖြစ်လို့အပြစ်ဒဏ်ချမလုတ်တင်တာလုတ်လို့ပြောကြမှာပဲเนาะမလုတ်တင်တာလုတ်သည့်အတွက်ကြောင့်အပြစ်ဒဏ်ခံရတယ်အေးတစ်ဖက်ကကြည့်လိုက်ဒီလူဟာဘာဖြစ်လို့ဆင်းရဲနေတာတော့ဒီလူဟာဘာဖြစ်လို့စားဝတ်နေရေးတွေမပြည့်စုံတာတော့ဒီလူဘာဖြစ်လို့မတိုးတက်တာတော့ဆိုလှုပ်တင်တာမလှုပ်လို့ဟောတစ်ဖက်ကလည်းကြည့်မယ်ဆိုဒါမို့စာပေကျမ်းကနေမှာမလှုပ်တင်တာကိုလှုပ်ခြင်းဟာအပြစ်ဖြစ်တယ်လို့ပဲလှုပ်တင်တာကိုမလှုပ်ခြင်းဟာလည်းအကျိုးဆုပ်ယုပ်စေတတ်တယ်ဒီနှစ်ခုကဘက်ဆုပ်ညှိထားအဲ့တော့ကိုယ့်ကိုတတိတံစင်ညဆိုငါမလှုပ်တင်တာကိုရှောင်မိရဲ့လားလှုပ်တင်တာကိုရောလှုပ်မိရဲ့လားလို့ဆိုတဲ့တတိမလှုပ်တင်တာတွေကဘာတွေလဲလှုပ်တင်တာကဘာလဲစိတ်နဲ့အာယုစုံစည်းပြီးတော့ကြည့်လိုက်တဲ့အခါလှုပ်တင်တာကိုလည်းတတိယရမယ်မလှုပ်တင်တာကိုလည်းတတိယအေးတမ္ပစင်ညဆိုတာကြတော့မလှုပ်တင်တာဘာကြောင့်လဲလှုပ်တင်တာကဘာကြောင့်လဲစဉ်းစားဝိပန္ဒတာပညာကြတော့တမ္ပစင်ညဆိုတဲ့အသိဉာဏ်ဆင်ញင်သုံးသက်တတ်ကြအေးနေ့စဉ်ဖျားပေါ်လာပြီမဲ့လို့မလုံးတင်တာလုံးမိနေတတ်တာရှိသေးတယ်လေဖျားလာတိုင်းလုံးတင်တာလုံးတာမဟုတ်ဘူးမလုံးတင်တာလုံးမိနေတတ်တယ်လုံးတင်တာကြတော့မလုံးဖဲနေပြီးတတ်တယ်ဖျားပေါ်ရောက်တော့လည်းပဲဖျားနဲ့ပတ်သက်ပြီးအာဃာရဝါဖြစ်တဲ့အလုပ်တွေလုံးမိလို့ရှိရင်မလုံးတင်တာကိုလုံးတယ်လို့ခေါ်ရမယ်ဖျားကိုရှိခိုးဝါချပြီးဖျားရဲ့ဂုဏ်တွေကျေးဇူးတော်တွေကိုအာယုံပြုရမယ်အလုပ်မလုပ်ဘူးဆိုရင်လေဖျားပေါ်လာပြီးလှုပ်တင်တာမလုပ်ဘူးလို့ဒီလိုအဓိပ္ပာယ်ရတယ်ပေါ့အဲ့ဒီနှစ်ခုစလုံးဟာအာဃာရဝဖြစ်ခြင်းနဲ့လှုပ်တင်တာမလုပ်ခြင်းဒီနှစ်ခုဟာတူညီသောအပြစ်တွေသာဖြစ်တယ်စာပေကျမ်းဂန်မှာဘယ်လိုဆိုထားတော့ဆိုရင်အကတ္တပကရဏံဝိယကတ္တပကရဏံပိဒောသောယေဝအကတ္တပကရဏံမလုပ်တဲ့နာကိုလှုပ်ခြင်းဟာတဲ့မလုပ်တဲ့နာအကတ္တပကရဏံဝိယမလုပ်တဲ့နာကိုလှုပ်ခြင်းကဲ့သို့ကတ္တပကရဏံပိလှုပ်တဲ့နာမလုပ်ဖဲနေခြင်းဟာလည်းပဲဒောသောယေဝအပြစ်ပဲလောကလူတွေကတော့မလုံးတဲ့နာလှုပ်တာတခုပဲအပြစ်ထင်ကြတယ်လှုပ်တဲ့နာမလှုပ်တာကြတော့အပြစ်လို့သိမထင်ကြဘူးတူညီသောဆိုးကျိုးကိုဖြစ်စေတယ်ဒါကြောင့်မို့အဲ့ဒီအခြေအနေကိုအမှတ်ရတာကတတိဆင်ញင်သုံးသပ်နိုင်တာကတမ္ပစင်ညာလို့ကိုယ့်ရဲ့နေ့စဉ်ဘဝမှာ
ဒါအလေးထားပြီးတော့လိုက်နာဆောင်ရကြရသော်ဘုရားဟောတဲ့အဆုံးအမတွေမှန်သမျှဟာမလို့တဲ့နာနဲ့လို့တဲ့နာဒီနှစ်ခုကိုခွဲခြားဟောကြားခြင်းဖြစ်လို့အချင်းချုပ်ပြောတဲ့အခါကျသဗ္ဗပပတ္တအကရဏအောက်တန်းကြတဲ့စိတ်နေသဘောထားမျိုးတွေကိုယ်တဏ္ဍမှာမလုံးမိဘူးအောက်တန်းကြတဲ့စိတ်ဓာတ်မျိုးတွေကိုယ်တဏ္ဍမှာမထားဘူးအောက်တန်းကြတဲ့စိတ်နဲ့လှုပ်ရတဲ့အကုသိုလ်အလုပ်တွေကိုမလုံးမိဘူးရှောင်ကြရမယ်ဒါတခုတည်းနဲ့ပြီးလာလို့ဆိုမပြီးဘူးကုသလတုပတံပရာကုသလတဥပတံပရာထက်တန်းကြပြီးအပြစ်ကင်းပြီးကောင်းကျိုးချမ်းသာပေးနိုင်တဲ့မွန်မြတ်တဲ့စိတ်နေသဘောထားတွေကိုယ်တဏ္ဍမှာပြည့်စုံအောင်လုပ်ရမယ်ဟောဒီနှစ်ခုပါအလုံးလည်းပဲကြားဘူးနေတာမြတ်စွာဘုရားရဲ့အဆုံးအမတရားပဲအဲ့တော့ကိုယ့်ကိုယ်ဆင်ញင်သုံးသပ်ရမှာနည်းနည်းမိုးလင်းလာတဲ့အချိန်ကစပြီးညအထိအကုသိုလ်မှုငါဘာလုပ်မိတယ်လဲကုသိုလ်ကိုတော့ငါဘာလုပ်မိတယ်လဲမလုပ်ဖဲနေမိတယ်လဲဒီတစ်ခုကိုအများအားဆင်ញင်သုံးသပ်ဆင်ញင်သုံးသပ်မှသိတယ် medical check ကလုံးမှယောဂရှိမရှိသိနိုင်တယ်ထို့တူပဲ mental check ကကိုယ့်ရဲ့စိတ်ဓာတ်အခြေအနေကိုဆင်ញင်သုံးသပ်ပြီးတတိနဲ့တမ္ပစဉ္ညတွဲဖက်ပြီးတော့အလုံးမှနေ့စဉ်ဘဝရဲ့အဖြေကိုထုတ်နိုင်မှာဖြစ်တယ်များသောအားဖြင့်လောကလူသားတွေဟာစီးပွားရေးနဲ့ပတ်သက်ပြီးတော့အဖြေထုတ်လို့ရှိကြတယ်အယောင်းဝယ်ပြီးဆိုင်ပိတ်ပြီးဆိုတဲ့အခါမှာဒီနေ့ဘလောက်ဖို့ရောင်းရတယ်ဘလောက်မြတ်တယ်ဘလောက်အရင်ကြတယ်ဘလောက်အမြတ်ချမ်းတယ်ဆိုတာကိုတော့သုံးသပ်ကြည့်တတ်ကြတယ်လောကီစီးပွားရေးဘက်မှာသုံးသပ်ကြည့်တယ်လို့ပဲနည်းနည်းမိုးတော့အလင်းရောက်တဲ့အချိန်မှာပဲဖြစ်စေညနေအိယာဝင်တဲ့အချိန်မှာပဲဖြစ်စေအေးမနေ့မိုးလင်းကလေးကမျက်စိလေးနှလုံးဖွင့်နားလေးဆွင့်ကြားလိုက်တဲ့အသံလေးမြင်လိုက်ရတဲ့အရာတွေနဲ့ပတ်သက်ပြီးလောဘတွေဘယ်နှခါဖြစ်လဲဒေါသတွေဘယ်နှခါဖြစ်လဲအမှန်မသိတဲ့မောဟတွေအာယုံပေါ်မှာအမတ်တမဲ့နေလိုက်သည့်အတွက်ကြောင့်မာမနာတွေအိတ်တာတွေမစ္စရိယာတွေငါစိတ်ထဲမှာဘယ်နှခါဝင်ရောက်လာသလဲအာသဝတရားတွေဟာမျက်စိကဘယ်နှခါစီးဝင်လာသလဲနားကဘယ်နှခါစီးဝင်လာသလဲဆိုတဲ့ mental check ကိုလုပ်တဲ့မလုပ်တဲ့ရင်တော့ကိုယ့်အကိုဟုတ်နေတာသိနေမသိဘူးလေတည်တည်ချာချာလေးနဲ့ထားပြီးတော့စဉ်းစားကြည့်ကိုယ့်ရင်ထဲမှာအကုသိုလ်ဘယ်လိုဝင်လာသလဲဆိုတာကိုစဉ်းစားရအောင်ဝင်လာတဲ့အကုသိုလ်ကိုယ့်ရင်ထဲရောက်လာပြီဆိုရင်ကိုယ်ဟာအရှုံးပဲဘာကြောင့်လို့ဆိုလို့ရှိရင်ဝင်လာတဲ့အကုသိုလ်ကကျမ်းမာရေးကိုထိခိုက်စေတဲ့အရာပဲဖြစ်အကုသိုလ်ဆိုတာကျမ်းမာရေးကိုထိခိုက်တဲ့အရာဒါမို့လို့အကုသလနဲ့ကုသလခွဲခြားတဲ့အခါမှာကုသလကိုအာရောချယောဂခင်းခြင်းလို့ဖွင့်ဆိုပြီးအကုသလကျတော့ယောဂလို့ဖွင့်ဆိုတာရှိတယ်စိတ်ကိုမကြမ်းမာစေတတ်တဲ့အစိတ်အတောက်တွေကိုယ်စိတ်ထဲရောက်လာတယ်လို့သူဆိုလို့ပဲပေါ့အဲ့ဒီရောက်လာတာကိုတတိရှိလိုက်မယ်ဆင်ញင်တုံတရားနဲ့မကောင်းကျိုးပေးတတ်တဲ့အကုသိုလ်ဆိုတာဒါပဲလို့သိလိုက်တာနဲ့တပြိုင်တည်းကိုယ့်ရင်ထဲမှာကြာကြာမထားပဲထုတ်ပြရအဲ့လိုမထုတ်နိုင်လို့ရှင်ထဲမှာသိမ့်ပြီးသွားပြီဆိုလို့ရှိရင်အစိတ်တောက်ဖြစ်လာအပင်ငယ်ချတယ်ဆိုတာအဲ့ဒါကြောင့်ကြာအဲ့တော့တရားကိုကျင့်ကြံကြိုးကိုအထုတ်တယ်ဆိုတာရိတ်တာဝင်ပြီးတော့တရားထိုင်နေမှတရားမဟုတ်ဘူးเนาะပို့ပြီးတော့အရေးကြီးတာရိတ်တာလဲထိုင်ရမှာပဲထိုင်တဲ့အခါသွားထိုင်အရေးကြီးဆုံးကနေ့စဉ်ဘဝမှာစာရင်ဖြစ်ဖြစ်တောက်ရင်ဖြစ်ဖြစ်နေထိုင်ရင်ဖြစ်ဖြစ်စကားပြောရင်ဖြစ်ဖြစ်အလုံးလုံးရင်ဖြစ်ဖြစ်မျက်စိကမြင်လိုက်တဲ့အစင်းပေါ်မှာလောဘဖြစ်လာသလားဒေါသဖြစ်လာသလားဆင်ခြင်တုံကင်းမဲ့တဲ့မောဟဖြစ်လာသလားမာမာနတွေဖြစ်လာသလားဆိုတဲ့ဒီဆင်ခြင်သုံးသပ်မှုလေးကိုတတိဆိုတာလေတတိနဲ့ပညာပေါင်းစပ်ပြီးတော့
ထိမ့်သိမ့်ဆောက်ရှောက်ကြမှာဖြစ်တယ်ဒါမို့အိန္ဒြိယသံဝရသီလဆိုတာတတိကိုအဓိကထားပြောတာပဲမြတ်စွာဘုရားသီလကျင့်စဉ်အနေနဲ့ထည့်ပြီးတော့ပြောတာအဲ့ဒါဟာတရားအထုတ်မှလုပ်ရတာမဟုတ်ဘူးနေ့စဉ်ဘဝမှာစဉ်းစားကြည့်လိုက်တရားနာတယ်ဆိုတာဒီအလုပ်တွေလုပ်ဖို့နာကြတာပေါ့နော်နေ့စဉ်ဘဝမှာကိုယ့်ရဲ့ယင်နဲ့နှလုံးထဲမှာအကုသိုလ်နည်းတဲ့နည်းအောင်ငါယင်ထဲမှာဖြစ်နေတာအပြစ်ကင်းတဲ့တရားလားအပြစ်ရှိတဲ့တရားလားစဉ်းစားဆင်ခြင်တတ်ရအဲ့လိုစဉ်းစားဆင်ခြင်တတ်တာရဲ့တတိယတာရဲ့ဒီနှစ်ခုပေါင်းစပ်လိုက်တာတတိတမစညာမြတ်စွာဘုရားကဟောတယ်တတောဘိက္ခုေတမ္ပဇာနောကာလံအာကင်ခေယခြေသားယဟန်တို့တတိရှိရှိဆင်ញံတုံတရားရှိရှိနဲ့နောက်ဆုံးအချိန်ကိုစောင့်ပြီးတော့နေကြနော်လောကလူတွေကတော့အလွယ်တကူတော့ပြောရတယ်အသေးပြင်းနေတဲ့မှတော့အသေးကတော့ပြင်းစရာမလိုပါဘူးနော်နေ့စဉ်ဘဝမှာတတိတမ္ပစညာရှိရပြင်းနေဆိုတာဘာလဲလို့ဆိုရင်ကိုယ့်ရဲ့နေ့စဉ်ဘဝမှာကိုယ့်ရင်ထဲနှလုံးထဲရောက်လာတဲ့အရာနဲ့ပတ်သက်ပြီးတော့အမှတ်တမဲ့ဝင်လာတာကိုမခံနဲ့ရှင်နဲ့ရောက်လာတာဘယ်သူလဲဆိုတာချက်ချင်းစိတ်နဲ့အာယုဝင်လာပြီဆိုတာကိုသိလိုက်တာတတိဝင်လာတဲ့တရားရဲ့အခြေအနေမှန်ကိုဆင်ញင်သုံးသပ်ကြည့်တာကတမ္ပစညာပြီးတော့မှနောက်ပိုင်းကရှင်းထုတ်ရမယ်ဟာဆိုရင်ဝီရိယစွမ်းအားနဲ့ရှင်းထုတ်ပြရမယ်လက်ခံရမယ်ဆိုလို့ရှိရင်လည်းပဲပီတိတို့တမာတိတို့နဲ့လက်ခံရမှာဖြစ်တယ်ကိုယ်ရင်နဲ့ရောက်လာတဲ့ကုသိုလ်အကုသိုလ်နှမျိုးကိုအမြဲတမ်းစောင့်ကြည့်တာတတိကုသိုလ်အကုသိုလ်ခွဲခြားသိတာကတမ္ပစညာကုသိုလ်ဝင်လာလို့ရှိရင်ပြုံးပြုံးရွှင်ရွှင်နဲ့လက်ခံထားတိုးတဲ့တိုးအောင်ကြိုးစားဒီဟာလေးပျောက်မသွားအောင်ထိမ့်သိမ်းဆောက်ရှောက်အကုသိုလ်ဝင်လာပြီဆိုရင်မဝင်ခင်ကမဝင်အောင်ဟန်တာဝင်လာပြီဆိုရင်ဖယ်ရှားဖို့ကြိုးစားဒါကိုတမ္မာဝါယာမခေါ်တာအဲ့တမ္မာဝါယာမဆိုတာရိတ်တာသွားမှလောက်ရမှာမဟုတ်ဘူးအိမ်မှာနေရင်လောက်ရမယ့်အရာတွေဘုရားဘာသာဝင်သူတော်စင်တို့ရဲ့ဘဝမှာနေ့စဉ်လုပ်နိုင်မှကိုယ်အိမ်မှာရှိတဲ့အရာတွေတန်ရှင်းရေးနေ့စဉ်လုပ်ရတယ်လို့ရှင်တဲ့နှလုံးထဲမှာလည်းတန်ရှင်းရေးလုပ်ပါလောကလူတွေက physical ကရိယာတော့လုံးလေးရှိကြတယ် mental ကရိယာမလုပ်ဘူးနော်ပြောကြတယ်တန်တန်ရှင်းရှင်း keep clean ဆိုပြီးတော့ပြင်ပအရာဝတ္ထုတွေညစ်ပေနေတာကိုသိအဲ့ရထားလိုက်တာနဲ့တပြိုင်နက်မျက်နှာတစ်တယ်သွားတိုက်တယ်ဘာလို့ထားလဲ physical cleaning ပဲရုပ်ခန္ဓာကိုယ်ကြီးတန်ရှင်းအောင်လုပ်တာသို့တော့စိတ်ကတွေးခြင်းတွေးပြီးနေမယ်မကောင်းတဲ့စိတ်တွေဝင်လာပြီဆိုရင်အဲ့ဒါကြတော့တန်ရှင်းပြဖို့မေ့နေပြန်အဲ့တော့ရသော်ဘုရားကစိတ်ကိုဗဟုပြုပြီးတော့ဟောတာဖြစ်တော့ကြောင့်ရုပ်ခန္ဓာတန်ရှင်းမှုလုပ်တယ်လို့စိတ်ရဲ့တန်ရှင်းမှုကိုလည်းအာယုံစိုက်ဖို့လိုအပ်တယ်အဲ့ဒါကြောင့်တရားဝဲတွေတရားလုပ်ပြီးနာတယ်ဆိုတာတို့ဘာလုပ်တဲ့တယ်လဲဆိုတာရဲ့ဘာမလုပ်တဲ့မှုဆိုတာရဲ့မလုပ်တဲ့နာနဲ့လုပ်တဲ့နာသိဖို့ရဲ့မလုပ်တဲ့နာကိုရှောင်ဖို့ရဲ့လုပ်တဲ့နာလုပ်ဖို့ရဲ့ဒီအကျိုးအမြတ်တွေကိုရရှိဖို့ရအတွက်အခုလိုတရားဝဲလုပ်တရားနာကြတယ်လို့အဓိပ္ပာယ်ရှာနော်အဲ့ဒီလိုလုံမှကိုယ့်ရဲ့ဘဝဟာတိုးတက်မြင့်မားလာတမန်လေးလောက်တင်နေ့စဉ်မှာလူစရာရှိတာလူလိုက်မယ်လှုပ်စရာရှိတာလှုပ်လိုက်မယ်သို့တော့ကိုယ်ခန္ဓာကိုယ်စိတ်မှာဘာတွေဖြစ်နေတယ်ဆိုတာမသိဘူးဆိုလို့ရှိရင်တော့နိဗ္ဗာန်ရဖို့ရအခြေအနေတော်တော်ဝေးနေသေးတယ်လို့ပဲပြောနိဗ္ဗာန်ဆိုတာအသာထားကံကောင်းလာမှနတ်ပြည်လူပြည်ရောက်မှာဖြစ်တယ်။ဘာကြောင့်လဲဆိုရင် mental cleaning မလုပ်ဘူးလေစိတ်စင်ကြယ်အောင်မလုပ်တာစိတ်စင်ကြယ်အောင်မလုပ်သည့်အတွက်ကြောင့်အာယုန်နဲ့တွေ့လာတဲ့အခါမှာဘာ
ဘာဖြစ်လဲဒေါသဖြစ်เสียရှိရင်လည်းဒေါသတွေဖြစ်လောဘဖြစ်เสียရှိရင်လည်းလောဘတွေဖြစ်အဲ့ဒီလိုဖြစ်လာပြီဆိုရင်ကိုယ်စိတ်ထဲမှာအညစ်အကြေးတွေကိုလက်ခံသေကံဤမှာဒီလိုဖြစ်ပြီဆိုလို့ရှိရင်ဘယ်နည်းနဲ့တွန်းလှန်မလဲလောဘဖြစ်မှတောင်သိလိုက်မှာမဟုတ်ဘူးဒေါသဖြစ်မှတောင်သိလိုက်မှာမဟုတ်ဘူးမသိလိုက်လို့ရှိရင်လောဘနဲ့သိလို့ရှိရင်ပြိတ္တာပြေတဲ့ဒေါသနဲ့သိလို့ရှိရင်ငရဲပြေမောဟနဲ့သိလို့ရှိရင်တရိစ္ဆာန်ပေါ့ဟောအလွယ်တကူနဲ့ရောက်သွားနိုင်တယ်ပေါ့ဘာဖြစ်လို့တော့ဆိုရင်သူတို့အင်အားအမတမကြီးတယ်နေ့စဉ်နဲ့အမျှကိုယ်တဏ္ဍမှာဒီသဘာဝတရားတွေကိုထိန်းနိုင်သိမ့်နိုင်စွာမရှိဘူးဆိုရင်ကုသိုလ်ကောင်းမှုတွေဘလောက်ပြုတည်ငါတခဏလေးမှာအတွင်းလေးမှာလောဘလွှမ်းမိုးခံလိုက်ရတယ်ဒေါသလွှမ်းမိုးခံလိုက်ရတယ်မောဟလွှမ်းမိုးခံလိုက်ရတယ်အဲ့ဒီအချိန်လေးမှာဘဝဏီကုံချုပ်သွားတယ်ဆိုလို့ရှိရင်တော့အဲ့ဒီစိတ်အခြေအနေအတိုင်းပဲဘဝတစ်ခုနောက်ဘဝဆိုတာရောက်တော့မှာဖြစ်တယ်ပေါ့ဓမ္မဂတိကတွေဟောတဲ့ထက်လည်းအချိန်ချင်းပါဘူးမှာပေါ့သို့တော့ဇလန်းတစ်ခုအနေနဲ့နားထောင်ပြီးတော့ငါကတော့ဒီလိုမဖြစ်ဘူးလို့တွေးချတယ်နော်ငါကတော့ဒီလိုဖြစ်မှာမဟုတ်ဘူးလို့အဲ့ဒါလို့မဟုတ်ဖဲနဲ့ငါရောဘယ်လိုနေမလဲဒီလိုဖြစ်ဆိုပါစို့ပတ္တနိရီကောသရမင်းကြီးရဲ့မိဖုရားမန္လိကာဖရာတရားမဓမ္မကြီးညိုတယ်အသရိတအလှကြီးကိုဥဆောင်ပြီးတော့စီမံဆောင်ရွက်ခဲ့တယ်ဘုရင်မင်းတရားကြီးလမ်းလွဲနေတာတွေကိုအကုန်လမ်းတက်ပြီးခဲ့တယ်ကောသရအိမ်မဲ့16ချက်ကြောင့်ကြောက်ကတဲ့ဖြစ်နေတဲ့ဘုရင်ကြီးစိတ်ငြိမ်အောင်လုပ်ပြီးမြတ်စွာဘုရားထံပို့ပေးခဲ့တယ်ဒီလိုမေယမင်းကြီးကိုထိန်းချောင်းပြီးလမ်းမှန်အောင်လုပ်ပေးခဲ့တဲ့မန္လိကမေယဘုရားဟာသူစိတ်ကိုသူမထိန်းချောင်းနိုင်သည့်အတွက်ကြောင့်တေဂဏိမှာအမှားတစ်ခုလုပ်ပြီးအဲ့ဒီအမှားတစ်ခုလုပ်တဲ့ဒေါမနတဝမ်းနဲ့ချေကွယ်မှုကြောင့်သူဟာအဝိဇ္ဇငရဲကို9ရက်ကြာသွားသေးတယ်ဆိုတာဒါသက်သေတာရကပဲဧရကပတ္တနဂါဆိုတာလေဒီဇလန်းလည်းပဲဒီကြုံရမြို့မှာဓမ္မဂရိကတွေဟောဖို့မှာပဲနော်ဟောနေကြမှာပဲရဟန်းတော်တစ်ပါးဟာသီလဖြူစင်ဒုတင်အကျင့်နေနဲ့ကမ္မထံတရားကြိုးစားအထုတ်အနှစ်2000တိုင်တိုင်တရားအထုတ်လာတယ်သို့တော့လှေနဲ့ခရီးသွားတဲ့အခါမှာကန်းဆက်မှာပေါက်နေတဲ့ပြိမြက်ကိုအမတ်တမဲ့လှမ်းဆွဲလိုက်တယ်ပြိမြက်ပင်လေးပြတ်ပါသွားတယ်လှေသွားတဲ့အချိန်ပြတ်သွားတာမတော်တဆဆိုပြီးတော့အမတ်တမဲ့နေလိုက်တယ်တေဂဏိရောက်တဲ့အခါကျတော့သူတိလသူဆင်ញင်စဉ်းစားလိုက်တဲ့အခါမှာအမတ်တမဲ့နေမိလိုက်ပြီးတော့ဒေသနာမကြအာဘမဖြေလိုက်မိတဲ့ဒီပြစ်မှုတွေကသူ့လည်းပင်လာပြီးတော့ကြိုးကွင်းကြီးစွတ်ထားသလိုခံစားရတယ်ပြင်းပြင်းလေးတစ်ပင်ကိုသွားဖြတ်မိတဲ့အပြစ်ကြီးပေါ်မှာယူချုံမရဖြစ်ပြီးတည်တဲ့အခါမှာလူပြေနတ်ပြေတောင်မဖြစ်ဘဲနဲ့ဖားစားရတဲ့နော်ဖားသာငါးသာစားတဲ့မွေဘဝကိုရောက်သွားတယ်အေးနဂါဆိုတာပမာပြေကသာနဂါလို့ဆိုတာကိုပကြီးဆရာတွေဆွဲထားတဲ့အချွန်တက်တွေနဲ့နဂါလို့ခေါ်နေကြတာဒီနာကအိန္ဒိယနိုင်ငံတို့သီရိလင်္ကာနိုင်ငံတို့သွားကြည့်လိုက်လို့ရှိရင်ကောဘရာဆိုတဲ့မွေဟောက်ကြီးတွေကိုနာဂါလို့ခေါ်တာအချွန်တက်ကပကြီးဆရာစိတ်ကူးနဲ့တတ်ထားတာနော်ဟင်းသာငှက်ကိုအချွန်တက်တတ်တယ်လို့ခြင်သေးကိုအချွန်တက်တွေတတ်တယ်လို့စိတ်ကူးနဲ့ဆွဲထားတာသာဖြစ်တယ်ကောဘရာဆိုတဲ့မွေဟောက်ကြီးတွေကိုပဲအိန္ဒိယနိုင်ငံမှာဆိုရင်ဒီကနေ့ထိနာဂါလို့ခေါ်နေတာသူတို့ဘာသာစကားနဲ့နာဂါလို့ခေါ်တာနာဂါကိုမမလို့ပြောရင်နဂါပဲလေအိန္ဒိယနိုင်ငံမှာဆိုရင်မွေနဂါတွေမွေတွေနဲ့ဇလန်းတွေရိုက်တာတွေရှိတယ်နာဂီဆိုတဲ့ဇာကားမှာမွေနဲ့နဂါဇတ်ပဲနာဂီဆိုတာနဂမလို့အဓိပ္ပာယ်ရတယ်ဂလုံးဆိုတာကြတော့ eagle ဆိုတဲ့လင်းယုံကြီးတွေကိုခေါ်တဲ့သဘောအဲ့ဒီဇလန်းမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်
နဂါဆိုတာကဝေဟောက်ကလုံးဆိုတာကလင်းယုံငှက်ကြီးနဲ့နဂါနဲ့တွဲဖက်ပြီးတော့ရိုက်ထားတဲ့ဇာတ်လမ်းတစ်ခုသာလည်းဖြစ်တယ်အဲ့တော့သူတို့နိုင်ငံမှာနဂါတို့ကလုံးတို့ဆိုတာအဆန်းမဟုတ်ဘူးအဲ့ဒါကိုပြောတယ်ဟုတ်တယ်ကလုံးလို့ခေါ်ကြတဲ့လင်းယုံငှက်ကြီးတွေရတယ်မွေးမြင်ပြီဆိုရင်ထိုးဆင်လာပြီးခြေသက်နဲ့ကုတ်သွားတာဒါအဲ့ဒါဟာရှုမြင်နေကြမြင်ခွင့်မဲ့ဖြစ်တယ်မြေချားတွေကပဲသွားရှည်တွေကပဲသွားမွေးမြင်ထိုးဆင်လာပြီးတော့လင်းယုံငှက်ကြီးတွေဟာအမတန်မှတန်ဆွမ်းတဲ့ခြေသက်ကြီးတွေနဲ့ကုတ်ယူသွားတာအဲ့ဒါလို့နာဂလို့ဆိုတာသွားဖြစ်ရတယ်တရိစ္ဆာန်ဘဝဖားစားရတယ်ဖားကိုအာဟာရအဖြစ်စားသုံးတဲ့တရိစ္ဆာန်ဘဝကိုရောက်သွားရတယ်လို့ဆိုတာလေကြည့်လေ mental defilement ဆိုရယ်စိတ်ရဲ့အညစ်အကြေးတွေဟာဒီကနေ့မှလာပြီးရစ်ပတ်လိုက်လို့ရှိရင်ဘလောက်ပဲကျင့်ထားတာဒီကနေ့လေးလာရစ်ပတ်လိုက်တဲ့အချိန်လေးမှာနဂါးဘဝရောက်သွားတယ်။သွားရောမသေးမချင်းခံမိတော့ပဲဇာလန်းတစ်ခုကမပြတ်သေးသမျှတစ်ချက်မှားသွားလို့ရှိရင်ဒုက္ခရောက်သွားတာလေ။ဒါကြောင့်မလို့ mental check up ဆိုတဲ့ကိုယ်စိတ်ကိုအမြဲတမ်းစောင့်ကြည့်တဲ့အလုပ်ကိုလုပ်တာကိုတတိတမ္ပစညာလို့ခေါ်တယ် mindfulness and comprehension ဒါကြောင့်မို့နေ့စဉ်ဘဝမှာတတိလည်းရှိရမယ်တမ္ပစညာလည်းရှိရမယ်သီရိဝဆရာတော်ဘုရားကြီးတို့လွန်တော်မူသောတဲ့ဓမ္မဒုဒဆရာတော်ဘုရားကြီးတို့ကျုံပြော်မြို့မှာဆုံးမဩဝါဒပေးပြီးတရားတွေများစွာဟောသွားတဲ့ဆရာတော်ကြီးတွေအဲ့ဒီဆရာတော်ကြီးတွေရဲ့အဆုံးအမမှာအရေးကြီးဆုံးဒီဆရာတော်ကြီးတွေဆုံးမသွားတဲ့အဆုံးအမစကားကိုသိဖို့ဆိုတာဘာအရေးကြီးလဲတတိနဲ့တမ္ပစညာဒီနှစ်ခုပဲဘုန်းကြီးတို့ဒီနေ့ညဟောကြတာတတိနဲ့တမ္ပစညာပြောတော့လွယ်လိုက်တယ်သို့တော့နေ့စဉ်ဘဝမှာတတိရှိနေဖို့နဲ့ဆင်ញင်ုံတရားရှိနေဖို့ဟာအမှန်တမ်းအရေးကြီးပါတယ်မြတ်စွာဘုရားကိုယ်တိုင်ကတတိပဋ္ဌာန်တရားတော်မှာဆိုရင်တတိတမ္ပစညာပါပါဆိုပြီးတော့တည်တံ့ဟောထားတာရှိတရားထုံးတဲ့နေရာမှာလိုက်နာရမှာမဟုတ်ဘူးဒီကနေ့ခေတ်မှာကြတော့တတိတမ္ပစညာဆိုတဲ့စကားပြောလိုက်တာနဲ့ရိတ်တာစကားဖြစ်သွားရိတ်တာစကားဖြစ်သွားတယ်ဆိုတဲ့တရားစခန်းဝင်တဲ့လူတွေရဲ့အလုတ်လို့ထင်သွားတယ်ဟိုရထဲနေတဲ့လူတွေကငါနဲ့မဆိုင်ဘူးလို့ဖြစ်သွားအဲ့ဒီလိုမထင်ကြပါနဲ့မြတ်စွာဘုရားတရားတော်ကနှုံးမို့ဆိုကျင့်တဲ့အချိန်လေးကအလွန်နည်းနေလိမ့်မယ်နော်အဆင့်လိုက် level တို့ degree တို့ဆိုတာရှိတယ်ပုံမှန်အားဖြင့်တို့တွေဟာရုပ်ခန္ဓာကိုယ်ကြီးကိုနေ့စဉ်နဲ့အမျှရေမိုးချိုးဖိလိမ်ပြင်ဆင်ပြီးတော့တန်တန်ပြတ်ပြတ်အဝတ်တွေဝတ်ပြီးတော့ခန္ဓာကိုယ်ကိုအလှဆင်ကြသလိုကိုယ်စိတ်ကိုလည်းပဲအလှဆင်ကြသားမှာလို့အလှဆင်ကြပါလို့ဘယ်လိုအလှဆင်ရမလဲနည်းနည်းမိုးတော့လင်းရောက်တဲ့အချိန်ကစသို့မဟုတ်ညအိယာဝင်တဲ့အချိန်မှာကြည့်ကုသိုလ်အကုသိုလ်နှစ်ခုခွဲခြားသိပြီးတဲ့အခါမှာဒီကနေ့ကုသိုလ်နဲ့အကုသိုလ်ဘယ်ဟာကများတယ်လဲကုသိုလ်ဘယ်နှချိန်ဖြစ်တယ်လဲအကုသိုလ်ဘယ်နှချိန်ဖြစ်တယ်လဲအိယာဝင်ကနေလေးမှာစဉ်းစားကြည့်ပါဒါနောက်ဆုံးကိုပြောတာတကယ်ကတော့မြင်တဲ့အာယုန်တိုင်းကြားတဲ့အာယုန်တိုင်းမှာဒီလိုဆင်ញင်နိုင်စွမ်းရှိရမယ်ဒီလိုဆင်ញင်နိုင်စွမ်းရှိနေတာမှကိုယ့်ကို mental cleaning စိတ်ကိုတန်ရှင်းအောင်လုပ်နေတယ်လို့သူတို့ပြောဘာနဲ့ဆင်ញင်နေရမလဲဆိုရင်တတိနဲ့တမ္ပစညာဒီနှစ်ခုပေါင်းစပ်ထားမယ်ပေါင်းစပ်ပြီးတော့ကြည့်နေရအဲ့ဒါလို့ဆင်ញင်သုံးသပ်ပြီးတော့ကြည့်နေတာအလေးချင်းတစ်ခုလှုပ်ထားပြီးတော့အလေးနဲ့ထားပြီးတော့ဆင်ញင်သုံးသပ်ကြည့်မယ်ဆိုရင်ကိုယ်တဏ္ဍာမှာဖြစ်ပေါ်လာတဲ့အကုသိုလ်ညစ်ကြေးတွေမြတ်စွာဘုရားဟောထားတဲ့အတိုင်းပဲတတိတမ္ပစညာနဲ့အဖြေထုတ်လိုက်ပြီးတဲ့နောက်မှာအလုတ်လို့ရမှာကပါလဲ
တမ္မာဝါယာမမှန်ကန်တဲ့ကြိုးပမ်းအထောက်မှုတတိနဲ့တမ္ပစင်ညာကအဖြေထုတ်ပေးလိုက်တယ်ဒါအကုသိုလ်ဒါအကုသိုလ်ဟုတ်ပြီတမ္ပစင်ညာတရားကအဖြေထုတ်ပေးလိုက်တတိကအာယုန်နဲ့စိတ်နဲ့မကွာအောင်ဆက်ဆက်ပေးတယ်ဆက်ဆက်ပေးလိုက်တဲ့အရာပေါ်မှာတမ္ပစင်ညာကကုသိုလ်အကုသိုလ်ခွဲပေးလိုက်တယ်အဲ့ဒါလို့ကုသိုလ်အကုသိုလ်ကွဲပြားသွားပြီဆိုတဲ့အချိန်မှာတမ္မာဝါယာမလို့ဆိုတဲ့မှန်ကန်တဲ့ကြိုးပမ်းမှုတစ်ခုကနောက်ကလိုက်လာဘယ်လိုလိုက်လာသလဲကိုယ်ရင်ထဲမှာဖြစ်လိုက်တဲ့တရားကအကုသိုလ်ဆိုရင်ဆက်မဖြစ်အောင်ထိမ့်သိမ်းရမယ်အမှတ်တမဲ့ဝင်လာပြီးတော့အတင်းဝင်ရောက်ပြီးဖြစ်ပေါ်လာပြီးဆိုရင်တွန်းထုတ်ဖယ်ရှားဖို့ကြိုးစားရမယ်အဲ့ဒါကိုပြောတာစာပေကျမ်းကမှာအနုပ္ပန္နနံပါပကနံအနုပ္ပါဒာယဝါယမောတဲ့မဖြစ်သေးတဲ့အကုသိုလ်တရားတွေမဖြစ်ဖို့ကြိုးပမ်းတာအင်္ဂုတ္တရနိကေမှာဆိုရင်မြတ်စွာဘုရားကတံဝရောလို့ခေါ်တယ်တံဝရပိတ်ဆို့ရမယ်လူတွေကညအိတ်တဲ့အခါခြင်တွေကြိုက်တယ်ဆိုလို့ရှိရင်ခြင်မဝင်အောင်တကားပိတ်အေးခြင်အောင်ချပြီးတော့ခြင်မဝင်အောင်ပိတ်ကြပြီချင်းမဝင်နိုင်အောင်လုပ်ပြီးအိတ်ကြတယ်ဒါပိတ်ဆို့တယ်လို့ထို့တူပဲကိုယ့်ရဲ့ရင်ထဲနှလုံးထဲမှာလောဘဒေါသမောဟဆိုတဲ့အကုသိုလ်တွေမဝင်အောင်ပိတ်ဆို့အောင်ပိတ်ဆို့ဖို့ကြိုးစားဒီထဲကချင်းဆိုတဲ့အကောင်ကလည်းကြမ်းကြမ်းဖမ်းဖမ်းအပေါက်ရှာပြီးတော့ဝင်လာတယ်ဝင်လာရင်ဘာလို့ရက်တောင်နဲ့ရက်ထုတ်ပစ်တယ်ခြေနောက်ပြစ်မရအောင်ထုတ်ကြတယ်အဲ့ဒီကြိုးစားမှုမျိုးလို့ကိုယ့်ရင်ထဲမှာရောက်လာတဲ့လောဘဒေါသဆိုတာကိုတွန်းထုတ်ဖယ်ရှားပြရမယ်ဒါကိုတံဝရနဲ့ပဟာနာမဖြစ်သေးတဲ့အကုသိုလ်ကိုမဖြစ်အောင်စောင့်စည်းခြင်းဖြစ်လာတဲ့အကုသိုလ်တရားကိုတွန်းထုတ်ဖယ်ရှားခြင်းဆိုတဲ့ကြိုးပမ်းအထောက်မှုအဖြစ်ထုတ်တဲ့အပေါ်မှာလောက်ရမယ်အလုပ်တစ်ခုနောက်ဆက်တွဲဒါဟာအလုပ်ပဲဒါဟာတရားကျင့်ခြင်းဖြစ်တယ်နော်တရားစကားဝင်ပြီးတော့တရားကျင့်မှတရားကျင့်တာမဟုတ်ဘူးဒါတရားကျင့်နေတယ်လို့ခေါ်တယ် apply method ဆိုတာအဲ့ဒါပြောတာရသော်ဘုရားဟောတဲ့တရားတော်ရဲ့ apply method လက်တွေ့ကျင့်သုံးမှုဆိုတာအဲ့ဒါအေးတတိကဖော်ပြပေးလို့တမ္ပဇင်ညာကအမှန်သိပြီဆိုတဲ့အဖြေထုတ်လိုက်ပြီဆိုတဲ့တရားဟာကုသိုလ်လို့တမ္ပဇင်ညာကသတ်မှတ်ပေးလိုက်တာနဲ့တပြိုင်နက်နောက်ကလိုက်လာရမယ့်ဟာရှိသေးတယ်ဘာလို့တမ္မာဝါယာမကြတော့အနုပ္ပန္နနံကုသလနံဓမ္မနံဥပ္ပါဒာယဝါယမောဥပ္ပန္နနံကုသလနံဓမ္မနံဘိညောဘာဝါယဝါယမောမဖြစ်သေးတဲ့ကုသိုလ်တရားတွေကိုယ်တဏ္ဍမှာဖြစ်အောင်ကြိုးစားဖြစ်လာပြီးတဲ့ကုသိုလ်တရားတွေကိုထပ်ဖြစ်အောင်ကြိုးစားဆိုတဲ့အလုပ်တစ်ခုဖြစ်လာအဲ့ဒီဟာနေ့အလုပ်တစ်ခုပဲလူတွေကဘယ်မှာလုံနေကြတော့ဆိုရုပ်ခန္ဓာကိုယ်မှာကြတော့အဲ့ဒီတိုင်းလုံနေတာဒါသိချတယ်ရုပ်ခန္ဓာမှာဆိုရင်အေးနှုတ်သီးလေးချွန်ကြည့်သွားလေးဖြဲကြည့်သွားတယ်ညစ်ပတ်နေရင်ဖြူအောင်တိုက်တယ်မျက်နှာမှာအညစ်အကြေးရှိရင်ပျောက်အောင်လုပ်တယ်ဟော physical cleaning ကြတော့တည်တည်ချာချာလုပ်ကြတယ်အိမ်တိုင်းမှာမှန်ကလေးတွေထားကြတယ်ဆံပင်ဖီးတယ်ဖြူနေရင်ဆေးဆိုးဦးမယ်နော်စနစ်တကျဖီးလိမ်ပြင်ဆင်ပြီးကိုယ့်ကိုစမတ်ကြတယ်ထင်မှပြင်မဲ့ထွက်တယ်ပြင်ရတယ်ရုပ်ခန္ဓာကိုပြင်ရပါတယ်မပြင်ရဘူးမဟုတ်လူကြားတဲ့သွားရင်ကိုယ်ကသွားလို့ပဲဖြစ်မယ်အဲ့ဒါပြင်တယ်လို့နောက်အလုပ်တစ်ခုမမေ့ပါနဲ့နောက်အလုပ်ကပါတော့တတိတမ္ပစင်ညာနဲ့စိတ်ကိုပြင်ပါတတိတမ္ပစင်ညာနဲ့စိတ်ကိုပြင်ပါပြင်ဖို့ရတတိရတာတတိအဆိုးကောင်းခွဲခြားသိတာကတမ္ပစင်ညာတတိနဲ့တမ္ပစင်ညာနှစ်ခုပေါင်းစပ်လိုက်ပြီးအဖြေထွက်လာတဲ့အခါမှာကြိုးပမ်းအထောက်မှုကဝီရိယလို့အဲ့ဒီသုံးရပေါင်းစပ်လိုက်ပြီးဆိုလို့ရှိရင်ကောင်းမြတ်တဲ့အခြေအနေတစ်ခုရရှိလာမှာဖြစ်ပါတယ်တေခဏီအချိန်မှာ
ဒီလိုလေ့ကျင့်ထားပြီဆိုရင်ကိုယ်စိတ်ထဲမှာဝင်လာတဲ့အရာကိုကုသိုလ်အောက်သို့ခွဲခြားသိသည့်အတွက်ကြောင့်တတိတမ္ပဇဉ္ဇဖြစ်ပေါ်လာတဲ့အခါမှာတမ္မာဝါယာမဆိုတဲ့မှန်ကန်တဲ့အတွေးမှန်ကန်တဲ့လုံလဝိရိယနဲ့ဖယ်ရှားပစ်ဖို့အလွယ်တကူဖြစ်လာမှာဖြစ်ပါတယ်အနုမို့ဆိုရင်ဖယ်ရှားနိုင်မှာမဟုတ်ဘူးခုနယဟန်ဟာနှစ်ပေါင်းများစွာတရားကျင့်လာတာဖြစ်တော်လဲပဲတေဂန်နီးမှာဗိမြက်ကပြိမြက်ကသူ့ရဲ့လက်ပင်ကိုလာပြီးညှိနေတယ်လို့စိတ်နှလုံးထဲမှာယူကျုံမရခံစားရတဲ့အခါမှာဘဝကူကောင်းသွားရှာဘူးထို့တူပဲတိတ်တဆိုတဲ့ယဟန်ရဲ့ဘဝကိုလည်းကြည့်လိုက်အောင်သူဟာတရားအထုတ်နေတဲ့ကိုယ်တော်တစ်ပါးပဲသီလလည်းရှိတယ်သို့တော့သူ့ရဲ့ညင်မကသူရလာတဲ့အဝတ်ကျမ်းလေးကိုစနစ်တကျပြင်ဆင်ရက်လုပ်ပြီးတော့ချောချောမောမောဝတ်လို့ကောင်းတဲ့သင်္ကန်းလေးဖြစ်အောင်ပြုပြင်ပြီးသင်္ကန်းအဖြစ်ချုပ်ဆိုးပြီးနှမကတည်တည်ချာချာလုပ်ပေးလိုက်တဲ့အဝတ်ကလေးကိုသင်္ကန်းလေးကိုနေ့ဖြင့်ကကြာရင်ဒီသင်္ကန်းလေးယုံပြီးတော့ဆွမ်းခံသွားမယ်ဆိုတဲ့အတွေးလေးနဲ့ဒုက္ခများနေတာဒီသင်္ကန်းလေးပေါ်မှာသဘောကျပြီနေ့ဖြင့်ကျမှဝတ်မယ်ဒီအစိတ်ဆွဲလေးရှိသွားကံမကောင်းအကြောင်းမလားတော့ညမှာယောဂဝေဒနာရပြီအဲ့ဒီသင်္ကန်းလေးကိုဝတ်မသွားရတော့ဘူးဆိုတဲ့အတိလေးသိလာတဲ့အခါမှာသင်္ကန်းလေးကိုဝတ်ချင်တဲ့စိတ်ဆန္ဒလေးဟာတွန်းလှန်ပြလို့မရသည့်အတွက်ကြောင့်ဝတ်ချင်တဲ့စိတ်ဆန္ဒသင်္ကန်းပေါ်မှာလွှမ်းမိုးနေတဲ့လောဘကလေးဟာမတိပတာလေးဖြစ်တော်လဲပဲအဲ့ဒီလောဘရဲ့ဆောင်ကျဉ်မှုကြောင့်သင်္ကန်းထဲမှာတန်လေးသွားဖြစ်တယ်ဆိုတဲ့ဇာလံလည်းပဲအလုံးကြားဖို့နေကြအဲ့တော့စိတ်ဟာဘလောက်ဒုက္ခပေးတယ်စိတ်အခြေအနေပေါ်ကြည့်ပြီးအကုသိုလ်တွေကဘလောက်ဒုက္ခပေးတယ်ဆိုတာစဉ်းစားကြည့်ပေါ့တရားအထုတ်ထားတဲ့ပုဂ္ဂိုလ်ပဲဖြစ်စေအဲ့ဒီအချိန်မှာဒါလေးကိုတွန်းလှန်မှုမေ့လျော့သွားတာဟာတတိတမ္ပဇဉ္ဇအာနေခဲ့လို့ပဲလို့ပြောမှာဖြစ်တယ်ပေါ့တတိတမ္ပဇဉ္ဇနဲ့လေ့ကျင့်ရမယ်လေ့ကျင့်လိုက်တဲ့အခါငါဒီသင်္ကန်းဝှချင်နေတာကိုကလောဘဖြစ်နေတာပဲဆိုတဲ့အတွေးလေးမဝေးရတော့ကောဘာဖြစ်မလဲနော်ကျန်တဲ့ကိုယ်တော်တွေလှူလိုက်မယ်ဆိုတဲ့စိတ်မဟုတ်ဘဲနဲ့ဆွဲလန်းထားသည့်အတွက်ကြောင့်အဲ့ဒီအစွဲလေးကြောင့်တန်ဘဝရောက်သွားတယ်ဆိုတဲ့ဇာလံလည်းရှိတာပဲအေးဒါကြောင့်မို့ဘုန်းကြီးတို့တွေကိုယ့်ကိုယ်လည်းထင်ကြီးလို့မရဘူးအထင်သေးလို့လည်းမရဘူးမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေနဲ့ပုထုဇဉ်ဆိုတာဟာအမြဲတမ်းပြုပြင်နေမှပုထုဇဉ်တို့ရဲ့ဘဝသည်တတိတမ္ပဇဉ္ဇလွတ်သွားတာနဲ့တပြိုင်နက်အကုသိုလ်ဆိုတဲ့ကျိုးခွင်းကလည်းပင်လာဆွတ်မှသိကြတယ်အဲ့ဒီအကုသိုလ်ကျိုးခွင်းကြီးလည်းပင်လာမဆွတ်နိုင်အောင်အမြဲတမ်းတတိဆောင်ကြအောင်ထိုတတိရှိသလိုထိုတတိရဲ့အဖြေထုတ်ပေးနိုင်တဲ့တမ္ပဇဉ္ဇနဲ့တွဲဖက်ပြီးတော့နေ့စဉ်ဘဝမှာလေ့ကျင့်နေကြရမှာဖြစ်တယ်ဒါကြောင့်မို့လို့ဒီနေ့တရားကောင်းစဉ်မှာတတိတမ္ပဇဉ္ဇနဲ့နေ့စဉ်ဘဝလို့ဒီလိုပြောတာဖြစ်တယ်ဟောအဲ့ဒါလိုလေ့ကျင့်ရမြတ်စွာဘုရားကလေ့ကျင့်ပုံလေ့ကျင့်နည်းတွေကိုမဟာသတိပဋ္ဌာန်သုံးပါဟောထားတယ်ဒီမှာတရားဓမ္မတွေကိုပြသပေးနေတဲ့ဓမ္မဒုဒဆရာတော်အရှင်ပညာဇောတတို့အချိန်ချင်းတရားပြဟောထားတဲ့ထဲမှာတတိတမ္ပဇဉ္ဇဆိုတာပါပြီးသားပဲအဲ့တော့အကျဉ်းချုပ်လေးပြောရမယ်ဆိုလို့ရှိရင်လေ့ကျင့်ရမှာတော့ကိုယ့်ရဲ့လှုပ်ရှားမှုအမူအရာတိုင်းမှာတတိရဲ့တမ္ပဇဉ္ဇရဲ့ဒီနှစ်ရက်တွဲဖက်နေဖို့လိုတယ်ဆိုပါစို့ထိုင်နေရာကနေရှေ့ကိုရွှေ့မယ်ဆိုလို့ရှိရင်ထိုင်နေရာကရှေ့ကိုရွှေ့ပြီဆိုတာတတိထားမိဖို့နံပါတ်1တတိထားလိုက်တာနဲ့တပြိုင်နက်တတိထဲမှာရှေ့ကိုရွှေ့မယ်လို့ဆိုတဲ့တတိပေါ်လာလိုက်တာနဲ့တပြိုင်နက်ရွှေ့ခြင်းရဲ့အကျိုးအပြစ်ကိုဆင်ခြင်လိုက်အောင်မရွှေ့ခင်ရှေ့ခြင်းရဲ့အကျိုးအပြစ်ရှေ့ကိုငါတိုးလိုက်မယ်တိုးလိုက်ရင်ရှေ့မှာဘာရှိလဲ
တစုံတရာထိခိုက်เสียရှိသလားဆင်ញင်စဉ်းစားလိုက်ပါရှေ့ကိုရွှေ့ဖို့ရွှေ့မယ်ဆိုတာကိုအမှတ်ရတာကတတိအကျိုးရှိမရှိဆင်ញင်စဉ်းစားတာကတမ္ပဇေညာနောက်ကိုဆုတ်တော့မယ်ဆိုရင်လည်းပဲအမှတ်ရလိုက်တာငါနောက်ကိုဆုတ်တော့မယ်တတိနောက်ဆုတ်လိုက်ရင်အကျိုးရှိသလားအပြစ်ရှိသလားဆိုတာဆင်ញင်သုံးသပ်တာမသိဘူးဆိုလို့ရှိရင်နောက်ကိုဆိုပါစို့အမှတ်တမဲ့ဆုတ်လိုက်လို့ရှိရင်ကြိုက်တဲ့ကြခြင်းနဲ့ကြတော့မြောင်းတဲ့ကြခြင်းနဲ့ကြမှာဆင်ញင်တော့မရှိရင်အဲ့လိုဖြစ်အဲ့ဒါမျိုးမဖြစ်အောင်အမြဲတမ်းတတိရှိဖို့ဒါနမူနာတစ်ခုပေါ့အဘိက္ခန္တိပဋိက္ခန္တိသမ္ပဇာနာကာရီမြတ်စွာဘုရားဒီလိုဟောတာဟောနောက်တစ်ခုကျတော့လက်ကွေးခြေဆန်းတာကအစပြီးတော့ကွေးတော့မယ်ဆိုရင်လည်းပဲအမတ်တမဲ့မကွေးလိုက်ပေးနဲ့ကွေးမယ်ဆိုတဲ့တတိရှိသလိုကွေးခြင်းကြောင့်လူလူကိန်းကိန်းရှိရလားဆင်ញင်တုံတရားလေးနဲ့ကွေးရင်ဘာဖြစ်မလဲဆိုတာကိုဆင်ញင်စဉ်းစားရမယ်ဆန့်လိုက်ရင်လည်းပဲထို့အတူပဲအဝတ်အစားပြင်ဝတ်တဲ့အခါလည်းထို့အတူပဲအိုးခွဲပကိုင်းရဟန်းနေကြတော့တပိတ်ပေါ့ကိုင်းတဲ့အခါမှာလည်းပဲတတိတံစင်ညနဲ့ဟိုဟိုဒီဒီကြည့်တဲ့အခါမှာလည်းပဲတတိတံစင်ညနဲ့ကြည့်အဲ့ဒါလောက်ထိအောင်မြတ်စွာဘုရားအသေးစိတ်နောက်ဆုံးမှာအိမ်သာဝင်နေတွက်လိုက်ဝင်နေကစကားပြောတယ်စားတယ်တောက်တယ်အိတ်တယ်အိယာကနိုးတယ်ကအမြဲတမ်းတတိနဲ့တမ္ပစင်ညာနဲ့တွဲဖက်သွားဖို့မြတ်စွာဘုရားတတိထားဖို့လေ့ကျင့်ဖို့ဆိုတာကိုမဟာသတိပဋ္ဌာန်သုတ်တံမှာဟောပြောထားတာရှိပါတယ်ဒါတွေကနေ့စဉ်ဘဝမှာလေ့ကျင့်ပြီးတော့လောက်ကင်သွားမယ်ဆိုလို့ရှိရင်နံပါတ်1အမှားယွင်းနေမယ်အရာရာကိုတတိထားတတ်လိမ့်မယ်အရာရာမှာဆင်ញင်တုံတရားနဲ့စဉ်းစားဉာဏ်တွေတိုးတက်လာလိမ့်မယ်အလုပ်တစ်ခုလုပ်တိုင်းဟာစီးပွားရေးအလုပ်လုပ်ရင်လည်းအောင်မြင်လိမ့်မယ်နော်စီးပွားရေးအလုပ်လည်းအောင်မြင်တယ်လူမှုရေးအလုပ်လည်းအောင်မြင်တယ်ဘာလုပ်အမှားမရှိအောင်မြင်မှုကိုရနိုင်တဲ့အောင်ပွဲကိုရစေနိုင်တဲ့တတိတမ္ပစင်ညတရားနှစ်ပါးပဲဒီဘဝတည်းအောင်ပွဲရမှာမဟုတ်ဘူးနောက်ဘဝတွေမှာလည်းပဲကောင်းရတုဂတိဘုံကိုရောက်သွားစေနိုင်တဲ့တတိတမ္ပစင်ညတရားပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့နေ့စဉ်ဘဝမှာဘုန်းကြီးတို့တွေတတိတမ္ပစင်ညရှိရမယ်ဒါကအခြေခံအားဖြင့်ပြောတာဒီတဲ့အလေးနဲ့ထားတဲ့တမ္ပစင်ညရှိသေးတယ်တမ္ပစင်ညဆိုတာတပ္ပါယတမ္ပစင်ညကိုယ်နဲ့တော်ဤမတော်ဤဆင်ញင်စဉ်းစားတာထွင်းစားတဲ့အခါမှာကိုယ်မှာစီးကြယောဂရှိရင်ဒီအချိုနဲ့တော့ငါမတော်ဘူးသွေးတို့ယောဂရှိရင်ဒီငပိရည်နဲ့ငါမတော်ဘူးဟောဆင်ញင်စဉ်းစားကြည့်တယ်ဒါစားလိုက်ရင်သွေးတက်လိမ့်မယ်စီးကြတွေတက်လိမ့်မယ်စသဖြင့်ဆင်ញင်သုံးသပ်ဆင်ញင်သုံးသပ်တတိထားတယ်ငါစားတော့မယ်ဒါစားတော့ဒိဉ္ဉိစားမယ်ဆိုရင်ငါမှာကြောက်ကယောဂရှိရင်ပို့ဆိုးသွားလိမ့်မယ်တတိထားတယ်ဆင်ញင်တယ်အကျိုးကဘာရကျမ်းပါတယ်လေအဲ့ဒါလို့မဆင်ញင်မဲနဲ့စားမိလို့နေလို့မကောင်းဘူးဆေးကန်းသွားပြရအောင်ပဲပတ်စံကုန်အောင်ပဲထပ်ပြီးအဲ့ဒီမှာနှစ်ခုရှိတယ်တချို့ကြတော့သိတယ်မရှောင်နိုင်ဘူးတချို့ကြတော့မသိလို့စားမိတယ်နှမျိုးရှိတယ်လောကကြီးမှာအဲ့ဒီနှမျိုးလုံးဟာဆိုးကျိုးပေးတာချစ်ပဲကောင်းလို့နော်မသိလို့လောက်ပါတယ်ဆိုရင်လည်းပဲအကုသိုလ်ကမနေဘူးသိတော့သိတယ်မရှောင်နိုင်လို့လောက်တယ်ဆိုရင်လည်းအကုသိုလ်ကမနေဘူးမသိလို့လောက်တယ်ဆိုတဲ့နေရာမှာအဝိဇ္ဇာကဥဆောင်တယ်ပရိစ္ဆေသမုပ္ပါဒ်မှာဥဆောင်တရားနှစ်ပါးရှိတယ်မူလနှစ်ပါးလို့ခေါ်တယ်အဝိဇ္ဇာနဲ့တဏှာမသိလို့
အကြောင်းအကျိုးအကြောင်းကိုမဆင်ញင်မိလို့အပြစ်နဲ့အကျိုးကိုမသိလို့လုံးမိတယ်ဆိုရင်အဝိဇ္ဇာခေါင်းဆောင်တဏှာကနောက်လိုက်သိတော့သိပါရဲ့မရှောင်နိုင်ဘူးဆိုရင်တဏှာကခေါင်းဆောင်သွားဘာနဲ့တူတော့ဆိုရင်လူငယ်လူရွယ် drug addict ဆေးဝါးဆွဲသွားတဲ့လူငယ်ပထမဆုံးကတော့တကယ်ချင်းအပေါင်းအသင်းတွေကဟာတကယ်ချင်းဒါလေးရှူးကြည့်စမ်းကော်ရှူတာအစပေါ့နော်ဒါလေးနည်းနည်းဒီဆေးလေးစားကြည့်လိုက်ရင်မင်းတားစိန်ရှိတယ်နဲ့သွေးဆောင်တဲ့အခါမှာတကယ်အကျိုးအပြစ်ကိုမသိသည့်အတွက်ကြောင့်စမ်းမိသွားတယ်အဲ့ဒါအဝိဇ္ဇာကြောင့်ဒုက္ခရောက်တယ်လို့ခေါ်တယ်နောက်ပိုင်းရောက်တဲ့အခါကျတော့မကောင်းမှန်းသိတယ်အိမ်ကလည်းမကြည်တော့ဘူးပတ်စံလည်းမပေးတော့ဘူးဆေးကလည်းအပြတ်မခံနိုင်ဘူးဆိုတဲ့အနေအထားမျိုးရောက်လာတယ်ဒုက္ခတွေရောက်မှန်းလည်းသိတယ်မကောင်းမှန်းလည်းသိတယ်သို့တော့မရှောင်နိုင်တော့ဘူးဆွဲလန်းသွားပြီအဲ့ဒီကြတော့တဏှာကဥဆောင်တယ်ပရိစ္ဆေသမုပ္ပါဒ်မှာအဝိဇ္ဇာနဲ့တဏှာတလဲစီဥဆောင်တာအဝိဇ္ဇာတဏှာနေတိတဏှာအဝိဇ္ဇာနေတိဆိုပြီးတဆင့်စီသွားတာဒါကြောင့်မလို့လောကလူတွေမှာတိတိကြီးနဲ့လှုပ်တယ်ဆိုတာကြတော့တဏှာရဲ့လွှမ်းမိုးခံရတာမသိလို့လှုပ်တယ်ဆိုတဲ့လူကအဝိဇ္ဇာရဲ့လွှမ်းမိုးခံလောကမှာသိလို့လှုပ်တဲ့လူနဲ့မသိလို့လှုပ်တဲ့လူမသိလို့လှုပ်တဲ့လူကများပါလိမ့်မယ်ဘုရားဘာသာတွေတရားဓမ္မတွေခဏခဏနာတယ်သိတယ်သိရတဲ့နဲ့ဒါလေးတော့လုံအောင်မှပဲတကယ်ချင်းပေါင်းသိနေနဲ့အရက်လေးပါမှလူရဝင်တယ်ထင်ပြီးတော့လူရဝင်တယ်လို့ထင်တာကလည်းအဝိဇ္ဇာပဲအေးဒါလေးလုံမှပဲသို့သောနောက်ပိုင်းကျတော့ဒါလေးမပါနေလူထိုင်လို့မကောင်းဘူးမကောင်းမှန်းတော့သိပါရဲ့တစ်ခွက်လောက်တော့ချလိုက်အောင်မယ်ဆိုတဏှာဖြစ်ပါဗျာအဲ့တော့တဏှာကလည်းအဝိဇ္ဇာကိုဆွဲဆောင်သွားအဝိဇ္ဇာကလည်းတဏှာကိုဥဆောင်သွားအဲ့ဒီနှစ်မျိုးဟာအပြန်အလှန်လူတွေကိုဒုက္ခပေးနေတယ်ဒါဥဒတိထားရမှာဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့တတိတမစေညာဟာသိအရေးကြီးတယ်ဘုန်းကြီးတို့ဘဝမှာလူတိုင်းဘဝမှာတတိလက်လွတ်ငှက်တောင်ကျွတ်ငှက်များအတောင်ကျွတ်သွားလို့ရှင်တတိလက်လွတ်တဲ့လူကငှက်တောင်ကျွတ်လို့ပဲကြောင်လာရင်ကြောင်ရဲ့အကြိုက်ကိုစားခံရမယ်ကြောင်စားတာခံရမယ်ခွေးလာရင်ခွေးကြိုက်တာခံရမယ်ငှက်တောင်ကျွတ်သွားရင်မပြန်နိုင်တော့မြောက်တစ်ကိုင်းလွတ်တယ်မြောက်ကလည်းတစ်ကိုင်းလွတ်ရင်ဘုံကနဲ့အောက်ကျမှာပဲအောက်ကျရင်ဘေးရန်အန္တရာယ်နဲ့ကြုံမှာပဲဒါကြောင့်မို့တတိတံစင်ညာဟာအမှန်တမ်းအရေးကြီးပါတယ်နေ့စဉ်ဘဝမှာကျင့်သုံးရမယ့်တရားတွေများစွာရှိတော်လည်းပဲတို့ရဲ့နေ့စဉ်ဘဝမှာကိုယ့်ရဲ့စိတ်ဓာတ်ကိုဒီပြုပြင်ထိမ့်သိမ့်မှုအတွက်တတိနဲ့တမစင်ညာအမှတ်ရခြင်းနဲ့ဆင်ញင်သုံးသပ်ခြင်းဆိုတဲ့ဒီတတိနဲ့ပညာဒီနှစ်ခုဟာအမှန်တမ်းအရေးကြီးဒီနှစ်ခုကလည်းပဲနာဟိတတိဝိရိတာပညာနာမအဋ္ဌိတတိမပါရင်ပညာမဖြစ်ဘူးတဲ့ဒီလိုဆိုထားတယ်ဘာကြောင့်လို့ဆိုရင်တတိနဲ့ပညာဘလို့ကွာသလဲဆိုရင်စဉ်းစားကြည့်မယ်ဆိုရင်စာအုပ်ဖတ်ချင်တယ်စာအုပ်တော့ကိုဖတ်ချင်တယ်ဆိုရင်စာအုပ်ကိုဖွင့်ပေးတာလက်မျက်စိကစာအုပ်ကိုမဖွင့်နိုင်ဘူးစာကိုဖတ်မှာကမျက်စိကဖတ်မှာအဲ့တော့လက်မပါလို့ရှိရင်လေစာအုပ်ဖတ်ချင်တဲ့နေရာမျက်စိကမြင်လို့မရဘူးဒါကြောင့်မို့လက်ကစာအုပ်ကိုဖွင့်ပေးရတယ်မျက်စိကစာအုပ်ကြည့်ရတယ်အဲ့ဒါလို့ပဲတတိဟာလက်လို့ပဲဖွင့်ပေးတယ်မြင်တာကကြတော့ပညာကမှမြင်တယ်လို့ဒီနှစ်ခုကပေါင်းစပ်ပြီးတော့လောက်ရတာတတိကအာယုံကိုယူမပေးလို့ရှိရင်ပညာကအကောင်းဆုံးမပြောနိုင်ဘူးတဲ့တတိကအာယုံကိုယူပေးတယ်ယူပေးပြီးတဲ့အခါမှာပညာကပြောတယ်စိန်ရွှေယရနာရောင်းတဲ့ပုဂ္ဂိုလ်တွေကြည့်ပေါ့စိန်ရွှေယရနာကိုနော်စိန်ရွှေယရနာကိုတေချာမျက်စိကကြည့်ပြီးတော့အသိဉာဏ်ကဆုံးဖြတ်တယ်လို့ပဲတတိကမျက်စိနဲ့အလားသဏ္ဍာန်တူတယ်ဆုံးဖြတ်နိုင်တာကတမ္ပစဉ္ညာနဲ့တူတယ်
အဲ့ဒီနှစ်ခုပေါင်းစပ်ပြီးတော့သွားကြမယ်ဆိုလို့ရှိရင်အနည်းဆုံးတရားထုတရားမြတ်မရတောင်ကောင်းရာသုတိဘုံကိုရောက်ဖို့သိချသွားပြီဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့ဘုန်းကြီးတို့တွေရဲ့နေ့စဉ်ဘဝမှာတတိနဲ့တမ္ပစဉ္ညာဟာအရေးပါတဲ့တရားနှစ်ခုဖြစ်တယ်တတိမရှိရင်လည်းတမ္ပစဉ္ညာဆိုတာမရှိနိုင်ဘူးဒါကြောင့်မို့တတိရှိအောင်ကြိုးစားကြရမှာဖြစ်တယ်တတိရှိုံနဲ့လည်းမပြီးသေးဘူးတမ္ပစဉ္ညာဆိုတဲ့ဆင်ញင်တဲ့တရားလည်းရှိရမယ်ဆိုတဲ့ဒီတတိတမ္ပစဉ္ညာတရားနှစ်ပါးကိုအလေးနဲ့ထားပြီးတော့ကိုယ့်ဘဝမှာအသုံးချတိုးတက်မြင့်မားလာအောင်ကြိုးစားကြမယ်ဆိုရင်ဘဝမှာတန်ဖိုးရှိတဲ့ပုဂ္ဂိုလ်တွေဖြစ်ပြီးနောက်ဆုံးနိဗ္ဗာန်ချမ်းသာထိအောင်မျက်မှောက်ပြုနိုင်ကြမှာဖြစ်တယ်လို့ကိုယ်စီမှတ်သားပြီးကျင့်ကြံပွားများကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းမိမိတို့ရဲ့နေ့စဉ်ဘဝမှာ